ပိတ်ကလာပါဒီနေ့မှာကတော့ဆာကူရာမြို့ထဲမှာပတ်စံရှာပြသွားမှာပဲဖြစ်ပါရှင် Let's go သွားရအောင်ဒီဆာကူရာမြို့ထဲမှာပတ်စံသွားရှာနေတော့နော်လေဒီဆာကူရာမြို့ထဲမှာပတ်စံမရှိရလို့ပတ်စံရှာပြသွားမှာပဲဖြစ်ပါရှင်ဘယ်နေရာမှာရှိလဲဆိုတော့ကျမအိမ်မှာအရင်ရှာပါမယ်ဒီမှာပတ်စံထောင်ရှိပါတယ်ဟုတ်ကဲ့ဒီမှာတောင်းရှိပါတယ်ပြောတာ sorry လို့ရှိရင်တော့ဝိုင်းဟုံးမှာပတ်စံဘယ်လောက်လဲမသိရှိပါတယ်ဒီမှာပတ်စံ200ရှိပါ2000ရှိပါတယ်ဒီလိုရှိရင်ဝိုင်းဟုံးပြီးသွားလို့ရှိရင်အတန်မကြရလို့တောင်းမှန်ပါရှင်ဒီဝိုင်းဟုံးရဲ့ဒီနားမှာတီးဝိုင်းဟုံးရဲ့ဒီအနောက်ဘက်မှာတွေ့လို့အနောက်ဘက်မှာဒီမှာပေါ့ဘယ်လောက်လဲ2000ရှိပါတယ်ရှင်2000ရှိပါတယ်ဒီလိုချိန်နောက်တစ်နေရာကျတော့ဒီနေရာပေါ့နော်ဒီမှာဒီနေရာမှာလည်းဒီမှာအဆက်ရှိပါတယ်1000ပါအဲ့နေရာပြီးသွားလို့ရှိရင်ဒီမှာပေါ့little boy နဲ့ little girl နဲ့နေတဲ့နေရာမှာလည်းရှိပါတယ်ဒါသူတို့အမေအဖေတွေအိတ်တဲ့အခန်းမှာတို့ကလည်း2000ရှိသွားပါပြီရှင်အားဆိုရင်နောက်တစ်နေရာသွားပါမယ်နောက်တစ်နေရာကျတော့စဉ်းစားလိုက်ပါဦးနော်နောက်တစ်နေရာကျတော့ဒီမှာရှိပါတယ်ဒီယူမဒီမှာရှိပါတယ်ဒီမှာပေါ့ဒီမှာပတ်စံပါပတ်စံ2000ရှိပါတယ်2400ရှိပါပါရှင်ဒီလိုချိန်ပေါ့နော်ဒီနေရာလေးပါနော်တမဗီဒီယိုတစ်ပုဒ်မှာဒီအိမ်လေးသွားပြထားပါတယ်ပေါ့နော်ဒီအိမ်ထဲမှာလေဒီသတင်းပြရအောင်ကောက်မလေးလေကောက်မလေးအိမ်မှာပတ်စံ1000ရှိပါတယ်ပြီးတော့နောက်တစ်နေရာကျတော့သူ့ရဲ့အရှိစိုက်ကြီးပေါ့နော်ဒီစိုက်ကြီးထဲမှာရှိကြတယ်ဒါပေမဲ့ဝင်လို့မရဘူးပေါ့နော်ဝင်လို့မရတော့ကျမတို့ကဒီလိုဝင်ပါမယ်ဟုတ်တော့ဒီ zoom ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါမယ်စာလုံးပေါင်းမှာတောင်းမှန်ပါရှင်ဒီ pro လေးဝင်ဒီ zoom လေးထပ်နှိပ်လိုက်ပါသူရှိဟုတ်တော့ဒီလိုမျိုးလေးတွားလိုက်တယ်နော်ညံဝါကိုကျမဒီလိုလုပ်လိုက်ပါမယ်ဒီမှာပေါ့နော်ကျမတို့သူ့ပါဒုက္ခပဲ sorry ရအောင်ရှိတယ်ရောက်အဲ့ဒါဆိုဆုံးကိုအမားနေလိုက်တော့မယ်နောက်ထပ်ဆုံးလေးထပ်နေလိုက်ပါ sorry ပါရှင်ကျမမှားလို့လို့လားဒီဆုံးလေးထပ်နေလိုက်မယ်ထပ်နေပြီးသွားဆိုအားလုံးမြင်ရအောင်လို့ကျမဒီလိုလုပ်လိုက်ပါဒီနားမှာပေါ့နော်ဝင်သွားလိုက်ပါပြီဒီနားသွားပါရှာလိုက်ဒီနားမှာတော့ရှိပါတယ်ဒီမှာပေါ့ပတ်စံဒုက္ခပဲနေအောက်လေပတ်စံပေါ့3000ရပါတယ်ဒီနေရာရောက်ဝင်လို့မရအောင်ဒီထဲမှာဖွက်ထားတာနော်ပြထွက်တော့ဟုတ်ရှင်ရက်ကူစာခိုင်းထဲမှာလည်းရှိပါတယ်ရက်ကူစာခိုင်းထဲမှာဝင်ချင်လို့ရှိရင်ဒီလိုလုပ်လိုက်ပါပေါ့နော်ဒီမှာanimal လို့နှိပ်လိုက်ပါ off အဲ့လာနှိပ်လိုက် off ဖြစ်သွားလို့ရှိရင် setting ထဲမှာပေါ့နော် setting ထဲမှာany off နှိပ်လိုက်ပါ any off လေးနှိပ်လိုက်လို့ရှိရင်အမတနက်တွေလည်းရတယ်ကျမစီမှာလက်တီးပဲရှိဒီမှာလက်ပြဖုံးရတယ်ဘာမှမရှိတော့ဘူးပေါ့နော်ဒီမှာဟုတ်ပါဘူးဒီမှာရှိပါတယ်ဒီမှာ2000ပေါ့ဒီမှာ3000ပြည့်သွားပါပြီဒီမှာတနက်တွေလည်းရှိပါတယ်ဒီမှာတနက်တွေလိုက်ယူပါမယ်တနက်မရှိလို့ရှိရင်အဲ့လိုမျိုးလေးနှိပ်ပြီးယူလိုက်ရုံပါပဲ
တနက်တွေပြီးတော့ဓာတ်တွေလို့ရှိရင်ဒီမှာရခုစားခိုင်းရဲ့ဒီမှာချောင်းလေး9000ရှိတယ်တော့ပုံရပါပါပြီဒီမှာရှော့ခန်းလေးရှိပါတယ်ဒီမှာရပါပြီပုံရပါတယ်လို့ရှိရင်နောက်တစ်နေရာကြပါတော့နော်ဒီကဖီဆိုင်ရဲ့ရှေ့ရအိမ်ရပါတော့အိမ်မှာဆိုရင်ဒီမှာပြမယ်ပေါ့နော်အိမ်မှာဆိုရင်သူကအိမ်ထဲဝင်လို့ရတာပြီးလို့ရှိရင်သူ့ထဲသွားလိုက်တာသူ့သွားလို့ရှိရင်သူကဓာတ်ပြောရပေါ့နော်ဘတ်နီလာမသိဘူးအဲ့လာလေးရှာခိုင်းတာပေါ့နော်ဟောပေါ့ဒီလိုအကောင့်မျိုးလေးပေါ့နော်ဒီမှာခုံရဲ့အကောင့်မျိုးလေးရှာခိုင်းတာပေါ့နော်ရှာခိုင်းတော့ကျမကလည်းရှာပါမယ်သူက10កောင်ပေးထားပါတယ်10កောင်ကျမရှာပါမယ် Okay let's go ရှာလိုက်ကြရအောင်မတိလို့ချိန်ပေါ့နော်ဒီမှာဒီမှာတစ်ခေါက်ဟောဒုက္ခပဲတစ်ခေါက်ရပါပါပြီဒီမှာတစ်ခေါက်ပြီးလို့ရှိရင်ဒီကတက်တာလေးမှာတစ်ခေါက်အပြင်မှာပေါ့နော်နောက်ဆုံးမှရှာတယ်ရောဒီအပေါ်ထက်မှာရှိပါတယ်အပေါ်ထက်မှာဒီမှာတစ်ခေါက်ဒီမှာတစ်ခေါက်ပြီးတော့ဒီမှာနှစ်ကောင်နဲ့ဒီတစ်ခေါက်ကအိတ်လေးပါတယ်ကျေးဇူးဒီကဒီမှာကောင်းပြီးတော့ဒီအမိုက်ပုံထဲမှာကောင်းဒီကအပေါ်မှာပေါ့နော်ဖတ်လို့ကောင်းပြီးတော့အပြေးမှာရှာပါမယ်အပြေးမှာပါရှာပေါ့ဒီမှာကောင်းဒီမှာတစ်ခေါက်ကောင်ပေါ့နော်ဒီကောင်ပဲတန်တယ်ဒီအပေါ်မှာရှိပါတယ်ဒီမှာဒီမှာတစ်ခါလို့ရှိရင်အဲ့လိုရှာပြီးွားလို့ရှိရင်ဒီမှာပေါ့နော်ဒီအကောင်ဒီကောင်လေးထိသွားပေးလိုက်တာသွားပေးလိုက်လို့ရှိရင်ရပါပြီသွားပေးလိုက်တာဟဲ့ဒီမှာပေါ့နော်ပတ်စံ1000ပေးပါတယ်ရှင်တော့အကောင်လေးရခုံပေါက်နေခုံပေါက်အကောင်လေးရခုံပေါက်နေပေါ့နော်အဲ့ဒီမှာ4000နဲ့8000ကျရောက်သွားပါမယ်ပြီးလို့ရှိရင်ပေါ့နော်နောက်ထပ်တစ်နေရာပေါ့နော်ဒီမှာဒီနေရာမှာလည်းဒီနောက်ထပ်တစ်နေရာကျတော့အိမ်ခေါင်မိုးတွေမှာလည်းရှိပါတယ်လို့အိမ်ခေါင်မိုးပေါ်မှာအိမ်ခေါင်မိုးပေါ်မှာလည်းမရှိရှိတယ်မဟုတ်ဘူးဒီဘက်မှာလည်းမဟုတ်ဘူးဒီဘက်မှာလည်းမဟုတ်ဘူးထားပေါ့နော်ဘယ်လိုလဲမသိဘူးနေရာရောက်သွားတယ်အိမ်ခေါင်မိုးပေါ်မှာโอเคแล้วนั่นเลยเป็นไรฮิฮิฮิအိမ်ခေါင်မိုးဒီနားမှာဒီနားလေးမှာဒီအပေါ်ဆုံးမှာတော့မသိဘူးပတ်စံရှိတယ်ဒီနားမှာထောင်နားဒီအပေါ်နားမှာရော့အကရခုစီမှာတုံးပေးရလားဖေးနားမှာဒီနားတော့ဒီနားဟင်းဝါလုံးတီဘယ်မှာလဲနောက်ထပ်အမြင့်တစ်ခုရှိတယ်ဒီမှာလည်းအင်္ဂါတော့ပြောနေတယ်ဆက်တယ်ဘောပါပြေးပေါင်းဝင်နေတာခဏခဏတင်ကြလုံး
ဒါကပေါင်းမှုနဲ့ဒီပေါင်းမှုနဲ့ ဘေးနားမှာဒီနားမှာလား ဒီလေးခေါမှာပေါတော့ပေါ့ ဘေးနားမှာလည်းမသိဘူးရှိရရှိပြဒီပေါ်ဒီမှာများရှိလားအားရှုပ်တယ်ကွာတနေ့နဲ့ပြစ်လိုက်နိုင်တော့ကြာတယ်ဒီပဆက်ရှာတယ်တော့ပြီမရှာနေတော့ကဲနောက်တနေရဖေးနေရလေဆိုတော့ လောက်လာတယ်ရောဒီမှာဒီမှာပေါ့ဒီမှာ swimming ပိုး pool ဒီလိုမျိုးဆုံးချောင်း swimming pool ဖေးနားမှာဒီဟောဒီမှာပိုးဟိုအေးဟိုအပြားတော့ခွန့်ဆက်လိုက်လေဟုတ်လား ဟဲ့နောက်ဆက်ဆက် အဲ့လည်းမတုံးလေ အော်ရေကူးနေပါလေတော့ပေါ်တက်မယ်ဟာ ဒီကဖက်လို့ဆိုရင်မင်းကြီး ပြီးလို့ရှိရင်နောက်တနေရာမှာဒီ ဒီကတစ်ခါကိုဒီနားမှာရတယ်ပေါ့ဆောင်းထားတယ် ဒီနားမှာလို့ရှိတယ် ဘာလို့ဆိုရင်ဒါလည်းရှိတယ်ခါလေးဆွဲလိုက်တော့ရောနီ ။အော်ဒီနားမှာ sorry အေး ဒီနားမှာအေး ကိုလိုက်ပြီးတော့ဒီ အဆက်အဆက်လေးငါးသိန်းလောက်ဟင်းလေနောက်နေ့ကျရင်ထူးဆန်းတဲ့နေရာလေးတော့ပြပါမယ်ပြပြီးတော့ပါမယ်ဒီပေါ်မှာလည်းမသိရှိလားဒါပါပလေးလေးတော့ဟော love ပိုးတဲ့ဟိုမှာတွေ့ပြီဒီပေါ်မှာရှိရယ်ပတ်စံမရှိရလို့ပတ်စံရှာမယ်ဒီမှာ9000နဲ့9000ရှိသွားပါပြီနောက်တစ်နေရာကျတော့နောက်တစ်ခါနောက်ထပ်နောက်ဆုံးဟာကျတော့တကက်တထေးဖြစ်သွားမယ်ပတ်ဆက်မျိုးရပါမယ်ဘယ်လိုလဲဆိုတော့ကြည့်ပေါ့နော်ဩကြားတယ်ဒီမျိုးပဲသွားလိုက်တော့မဟုတ်ပါဘူးဖင်နားမှာလဲဒါလားဩဒါလားဟုတ်တယ်ဒီမှာသူ့ရဲ့ဒီဘက်ဘေးမှာပတ်စံရှိပါတယ်ပတ်စံထောင်းနဲ့နောက်ထပ်တနေရာကျတော့နောက်ထပ်တနေရာကျပေါ့နော်ဒီမှာတကယ်နန်းတော်ကြီးပေါ့နော်အဲ့နန်းတော်ကြီးမှာအများကြီးရှိတယ်ဒီနန်းတော်ကြီးမှာကအများကြီးရှိပါတယ်ရှိတဲ့ပတ်စံတွေပြဒီရေထဲမှာလည်းရှိတယ်ဒီနန်းတော်မှာတော့နန်းတော်နှစ်ခုရှိပါတယ်ဒီနန်းတော်ဩကြတာပေါ်တမလို့အေးပြောပန်းနေအဲ့ဒီမှာကာဒီနားမှာအဲဒီမှာပန်းနေနားမှာပုံနဲ့ပတ်စံလေးရှိပါတယ်ဘယ်ဘက်မှာလဲအော်ဒီမှာပန်းနေနားမှာရေကန်နာကဲရှုပ်လို့တိတလောက်ပဲပြောပြတော့ဒီနားမှာရှိလားမသိဟောဒီမှာ9000နဲ့800ရ8000ရပါပါလိပြီးတော့ဒီမှာနောက်တစ်ခါ
ကြရင်လောက်စီချင်တဲ့ဟာလေးကိုလောက်ခိုင်းလို့ရှိရင် comment section မှာလာရေးလို့ရပါတယ်ရှင်အကုန်လုပ်ပေးပါမယ်ပြီးလို့ရှိရင် like and subscribe လေးလုပ်ပေးပါအောင်နော်ဒီမှာ like သိမ့်မရဘူးအဲ့ကြည့်တာကြည့်ကြ like မပေးကြဘူးနားမအောင်ရှိရောပြီးတော့အတွင်းထဲမှာရှိပါတယ်ပြီးတော့ဒီရေကန်ထဲမှာလည်းမသိဘူးရှိသေးတယ်နော်ရှိရဒီလမ်းမှာဘင်းနေရတော့မဟုတ်လားတတိတွေပဲဘယ်လိုလဲဆိုဘင်းဒါမဲ့ဘင်းထိုင်ကုန်လေးလည်းရှိသေးတယ်ဒီမှာရပါပြီဘင်းဟုတ်တယ်ဘင်းနေရ sorry ဘင်းနဲ့ပါနဲ့မားနေကြောင်တွေလည်းရှိပါတယ်အိတ်ဘော်တွေလည်းရှိပါတယ်ဘင်းနဲ့ဘင်းမနဲ့ဖက်သွားလည်းမသိချောင်းကုန်ပြီကုန်ပါပြီရှင်6000နဲ့6000ရပါတယ်ရပါလို့ရှင်နောက်ထပ်တနေရာထပ်သွားမယ်ဒီတစ်ခါကျတော့လုံးဝတစ်ထည့်ဖြစ်သွားမယ်နေရာပါဒီနေရာဒီမှာအကြိုက်သွားပါမယ်ဒီနေရာလေးတော့ကဖီဆိုင်ရဲ့အနောက်ကလူတွေရှိပါတယ်တူတွေကိုတွတ်ထိုးလို့ရှိရင်တူတွေကဥစုလိုက်ပေါ်လာတာကြောက်စရာကြီးတူတွေထိုးဖို့ဟိုအစောတာယာကူဆိုင်ပုံစံမျိုးလေးအဲ့အပန်းရောင်ကောင်းနေစီကနေတတ်နှက်ယူပြီးတူတွေလုပ်ပြီးအဲ့ဒီမှာခေါင်းဆောင်ကြီးရွှေရောင်နေဝင်နေအဲ့ဒီမှာသူ့ရဲ့အခန်းဒီဘက်နားပေါ့နော်သူအပေါ်ဆုံးထက်တက်လိုက်အပေါ်ဆုံးထပ်ပေါ့အပေါ်ဆုံးထပ်ပြီးတက်ပူသွားပြီဒီမှာပေါ့ဒီမှာအခန်းလေးတစ်ခန်းတွေ့ရတယ်သူ့အမှန်တကယ်သူ့တက်ပြီးမှာပေါ့နော်အဲ့ပတ်စံကြီးရတယ်ဒါပေမဲ့တေရွာမှာဆိုလို့မတက်ပါဘူးနောက်ဒီနားလောက်လေးမှာဒီအဖြူရောင်ကျောင်းနားလေးမှာဒီနားလောက်သွားလိုက်ဒီအနားလောက်သွားလိုက်ပေါ်တယ်ဝင်လိုက်ပါပေါ်တယ်ဝင်သွားရှင်နောက်ချက်ချဲလုပ်လိုက်ပါဒီထိုင်လိုက်ပါလူရှိချဲကိုလုပ်လိုက်ပါအော်မေ့သွားတာအဲ့လိုလုပ်လို့မရဘူးမေ့သွားတာ sorry ပါတော့အဲ့လိုသွားလို့ရှိရင်ပြုတ်ကြပါလေအစောနာအပေါ်ဆုံးထပ်ပဲပြန်သွားမယ်ဟုတ်ဖေးရောက်ကုန်ပေါ်ဆုံးထပ်မဟုတ်သေးပါဘူးငါဖေးရောက်နေတယ်မသိဒါစတုတ္ထထပ်ဒီထပ်တွေကများတယ်ပြီးလို့ရှိရင်အပေါ်ဆုံးထပ်ရောက်လို့ရှိရင်ဒီလိုလုပ်လိုက်တော့ဒီလိုလုပ်မှရတာဆောနာဒီနားလောက်ခုံမပြောက်သွားတယ်တော့ဖေးနားတော့ရောက်သွားတယ်မသိအမှဘောတော့ဒီမှာ sit down ဆိုပြီးပေါ်ရအောင်လုပ်ပါတော့လှည့်လိုက်မယ်အမစစ်လိုက်ပါအစောနာလို့အောက်ပြုတ်ကြအောင်မလားမသိဟောဒုက္ခပါပဲချိန်မရပါဘူးဆိုမှပဲဒီနေ့ရောက်ရတထေးဖြစ်ပါပြီလူလောဒီနေ့ရောက်ရတထေးဖြစ်ပါပြီစမ်းကြည့်အောင်မယ်တွေ့လားဘာလို့လဲမသိဘူးဒီမှာပေါ့ဒီနားမှာဒီနေရာကြီးမှာအဲ့နေရာရဘာလို့ဝင်လို့မရလဲမကြည့်ပါဘူးတော့ဝင်လိုက်လို့ရှင်
ကြာလို့သူကအနောက်တော့မကတ်ခိုင်းဘူးနော်အဲ့နေရာဝင်ပိုးကအဲ့နေရာဖြစ်လို့အဲ့နေရာရောက်လို့ရှိရင်9သိန်းတောင်ရမှာနော်9သိန်းလား9ကလေးလား9တန်းလားမသိဘူးမတစ်ခါတလေမှယူတာပြင်းလို့အဲ့သူ့နာသွားလို့ရှိရင်လှုပ်ရှုပ်လို့ရှုပ်ရှက်တွေခန့်နေရတယ်အဲ့ဒါတိတ်မသွားဘူးဆောင်းနာပုံစံလုပ်တာအဲ့ရနဲ့လုပ်ကြည့်လိုက်မယ်လုပ်ညာမျိုးပေါင်းတောက်6ထောင်ဖြစ်ကဲစလီလိုက်မယ်ဟောတွေ့ရမလားအဲ့လိုကြီးပဲဖြစ်ဆက်ရတိတ်မရှိတော့ရှုပ်တယ်ကွာတက်ချင်စိတ်တွေကပေါက်လာတယ်အဲ့တထေးကောင်ကြီးတက်ပြီးဒီစာကြီးတိုင်အနောက်ဝါဒီမှာဘာမှမပေါ်လာသေးဘူးအဲ့သူ့သေးမှဒီကနေဝင်ကြည့်လိုက်မယ်စလီလိုက်ပါမယ်နော်ဟာရှင်းရမလားတွေ့ရမလားအဲ့လိုပဲပြင်နေဖြစ်အဲ့ကြောင့်တိတ်နေကျမဖုန်းကဟာဝေးမို့လို့ပဲဖြစ်နေတာကျမမောင်နေဖုန်းမှာဆော့တော့လေအဲ့လိုရတယ်ဒီမှာလုံးမှာဘာလို့မရတာလဲမသိဘူးဟာဆိုရင်လေခိုင်ကုန်နဲ့ပြောင်းဝင်ကြည့်လိုက်မယ်ဆွဲမရှုံဝင်မယ်တွေ့ရမလားငါဘယ်လိုလုပ်ရင်ကောင်းမလဲကဲ sorry ပါရှင်ကျွန်တော်အဲ့ညာမဝင်နေတော့ဘူးနော်ဝင်လို့လည်းမရဘူးအမှန်တကယ်ဝင်လို့ရတယ်တိအော်ဒီမှာပတ်စံနဲ့တနေရမဟုတ်တော့ sorry မေ့သွားလို့ဒီနေရာမှာလည်းရှိတယ်ပြတော့ဒီခေါင်းမိုးပေါ်မှာလည်းမတည်ဝိုင်းလို့ရရှိရလေမလုပ်တဲ့ဟာမလုပ်လေလုပ်တဲ့ဟာလုပ်တဲ့ဟာမဟုတ်ဘူးချောင်းမိုးပဲရှိရလားပြီးလို့ရှိရင်ဒီလောက်ပဲရှိရနော်ကဲကျမမသိသေးတယ်ပတ်စံကျမမသိသေးတဲ့ဟိုနေရာတွေပေါ့နော်ပတ်စံရှိတဲ့နေရာတွေကိုကျမမပါခဲ့လို့ရှိရင်လည်း comment မှာအဲ့နေရာကိုတွားပြီးပတ်စံတွားပြီးလိုက်ပါအောင်ဆိုပြီးတော့ comment section မှာလာရေးပေးပါအောင်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်ရှင်အမှားပါသွားလို့ရှိရင်လည်း sorry ပါ bye bye ကားလေးနဲ့ဖြောပြလိုက်ပါမယ်ကဲအားလုံးပဲ bye bye မှာနော်တကယ်တော့မကတတ်ပါဘူး